ဒီရွယ်လေးနဲ့ဘိုက်ကပူနေပြီနင့်ငါအဲ့လိုဖြစ်မှာဆိုလို့အိမ်ထဲကအိမ်ပြေတော့ငါပြေးထွက်တာမဟုတ်ဘူး တင်းနဲ့မဲ့သွားတာလေကိုကြီးရဲ့ ဟာတင်းနှမ်းသွားတဲ့အချိန်ခဏလေးကိုဗတ်ကြီးကပူလာကြလားဆက်လိုက်တာဟာငါမျက်နှာကြီးပဲသွားထားမှမသိ တေးကျင်တဲ့ကိုကြီးရဲ့ဘာလို့လို့လောက်ရမလဲမသိဘူး မဟာသေးခြင်းနဲ့သေးခြင်းနဲ့အမေမလီငါနင်းသေးခြင်းနဲ့စေကပြန်သေးခြင်းနဲ့ငါနာမည်တစ်လုံးနဲ့နေတာလေကောင်ပြောတာအဲ့ကောင်မတူတယ်အဲ့ကောင်မတူတယ် ဘာတူလဲကိုကြီးရဲ့ ဘယ်သူမှမလေးနင့်ကိုဖိုက်ပူကောင်လို့ဒီကောင်ပြောတာ ညီမလေးပိုက်ကပူသေးပါဘူးကိုကြီးရဲ့ ပူမှာသွားရှာမလေးအဲ့လိုရမလားနင်းကလည်းဖြစ်မလားအဲ့လိုဖြစ်မလားနင်းကလည်းအဲ့လိုဗိုက်ကြီးပူတာတော့ငါတို့မောင်နှမမျက်နှာဘယ်သွားထားမလို့ရှက်လိုက်တာဟာနင်းအဲ့ကောင်နင်းမသိဘူးလား တီးဘူးကိုကြီးရဲ့ ဟာဒီတော့ကွာနင်းကိုဟိုတင်းဟိုဟာလို့တော့နင်းမသိဘူးဆိုရင်နင်းအဲ့ချိန်ဘာလုပ်လဲ အဲ့နေရလေ ဒီဗျာအရင်ကအကြောင်းနဲ့အဲ့နေရလားမပြောလိုက်ချင်ဘူးဒါသူတို့အချက်တစ်ခွဲအကျိုးနေဖြစ်တော့မှာပဲမဖြစ်တော့နင့်ကယောက်ျားအញ្ញမ်းပေးစားမှရမယ် ညီမလေးကဗိုက်ကြီးနေလေကိုကြီးရဲ့သွားယူมาလဲ ဟောမိကဝင်ရှိတာဒီရက်ွက်ထဲကကောင်းနေသိတာပြော တီးဘူးလေတီးအောင်ညီမလေးကတရက်ကလုံးလိုက်ပြောပြရမလား သဘောပေါက်တယ်မကြဘူးဒီအဲ့လိုပြောရင်ပို့ပြီးဆက်ခွဲမှာပေါ့အဲ့လိုမပြောနဲ့နော်မသိအောင်မသိသေးလို့လေးပဲနေနောက်ကဒီဖော်လို့လေးလိုက်ခဲ့စမ်းမှာငါနောက်ကဒီဖော်လို့လေးလိုက်ခဲ့စမ်းမှာနော်ငါစီစဉ်ပေးမယ်နင့်ကငါယောက်ျားရအောင်ရှာပေးမယ်လိုက်ခဲ့လားလာညမလားဟဲ့အဲ့လမ်းဆောင်နေမှာပြီးနည်းနည်းပါတွေးအောင် ဘာတွေ့ရမှာလဲကိုကြီးရဲ့ နင့်ကိုဖိုက်ဖို့လောက်တော့ကောင်ဘကောင်တော့တွေးအောင်လေ ညီမလေးမမမိတာညီမလေးကအိမ်ညာလေ ဟာအဲ့လိုမရဘူးလေအဲ့မမမင်းလို့မရဘူးစောက်စောက်ခွေးမှာတိလားစောက်စောက်ခွေးမှာ မမိတာဘယ်လိုလုပ် တိလည်းနေတယ်ဒါဒီတော့တုံးရလားကုတ်ဟိုဖြစ်သွားတာကောင်မသိဘူးလား မသိဘူးလေ ဟာအဲ့လိုမသိလို့မရဘူးနည်းပါတွေးနည်းရဲအောင်နေတွေး မမိဘူး ဟာငါနင့်လောက်တော့မှာငါမျက်နှာဘယ်သွားထားမှာဘယ်သွားထားမှာ ဟာဟဲ့ကောင်ဟုတ်ကွာ ဟေး ဟာဒီလာပါဦးဟာမင်းရလေ ဒီကောင်တမျိုးကွာလာဘာလဲကွာ မင်းနဲ့ငါနဲ့တော့မတွေ့ရတော့ကြာပြီနော် ဟာမင်းမခီးသွားနေလေမင်းမခီးသွားနေလေ မဲမင်းငါခီးထွက်တာမှတိတ်မကြသေးဘူးမင်း sorry ပါနေပါလား ငါကောင်ပါလေဟာယောမင်းမိုးကြိုးပြကုန်မယ်ကွာငါညမ ဟိုညီမလားမသိလို့နော်ကတော့ဒါနဲ့နမည်ကဘယ်လိုခေါ် အိမ်တွေရှင်မရှင် အေးကြည့်ရလေတော်တော်အိမ်တွေရှိမဲ့ပုံပဲနော် ဟာမင်းလူခက်ခက်တော်တယ်ဗျာမင်းမသာတာပါလာပြီ ဘာသာတာလဲ နွားသာတာ ဘယ်လိုကြီးလဲ ဟောပြောစီလို့နောက်တယ် မနောက်နဲ့နော် ဟောလေမင်းကအကူကြီးလေးတစ်ခုတော့တောင်းချင်လို့ကွာ ဘာကူညီတော့ပြောလေ မင်းကနှစ်ယောက်တည်းပြောမှရမယ်စကားကွာဒါ တယောက်တည်းပြောမှာ ညီမလေးတော့ဟုံးတက်သွားလိုက်ပြီးရင်ကိုကြီးခေါ်လိုက်မယ်နော်တော်အေးငါညမမလာဘူးလား လာတယ် ချိုးမချိုးဘူးလား ချောတာပေါ့ဟာ ခန္ဓာကိုယ်ချိုးသားရော အာဘိုက်တယ် ဂီတာရှိလေးလိုပဲနော်မင်းသဘောကျလား ကြိုက်ဒါလည်းပြင်ငါတော့ကြည့်နေတယ်လို့ပဲတော့ကြည့်နေတယ်လို့ပဲ လာတော့ကြည့်ကွက်လုံးနေအဲ့ဒါစိတ်ကစားတဲ့သဘော အော်စိတ်ကစားတာ စိတ်ကစားတဲ့သဘောဟဲ့တခုပြောပြအောင်မယ်နော်ဟဲ့ငါညမယောက်ျားပြီးသားဖို့လူငါညမရွယ်ရတယ်မယောက်ျားယူမယ်ရောက်နေပြီ အေးဟုတ်ပြီတော်တော်ကြီးနေပြီ ဟာဘာကြီးတာ အသက်ရွယ် အဲ့ဒါကိုထိတ်တယ်ပြောသမ်းပါကွာဟဲ့ယောက်ျားပြီးသားဖို့ဆိုပြီးလေဟာကောင်လေးတွေကွာသူနဲ့တင့်တော်မဲ့ကောင်လေးငါပေးတွေ့တာတယောက်မှသဘောမကျအောင်ငါညမ ဩအဲ့ဒါဆိုလေသူ့အကြိုက်ကိုမေးပြီးတော့ရှာပေးလိုက်ပေါ့ကွာဘာခတ်တာမလဲ သူဒီဘက်ခက်ကကောင်လေးရေပုံနဲ့သဘောကျတာမဟုတ်သူကအရင်ခက်ကအပြင်စင်မော့ကွာဒါလေးကိုသဘောကျ ဘယ်လိုမျိုးတော့ မင်းသပင်ကြီးတော်မော့ကွာသူကအလေခွဲလေးနဲ့မှပေါ့ အလဲခွဲအေးငါလိုကြေးလား ဟုတ်တယ်နော်မင်းလည်းလေခွဲကြီးနော် အေးလေငါလဲခွဲထားတာကြားလာပြီကွာ ပြီးတော့လေငါညမလေယောက်ျားပြီးကြတာကိုကြိုက်တာဗျာမင်းနှာခမ်းမွေးလေးပါပူသဘောကျတယ်ပြောတယ်ဗျာ ဒီမယ်ဗျာမင်းဟာနှခမ်းမွေးတာတန်တာဗျရိတ်လေခဏပဲပြန်ထွက်လာ ဟုတ်လား ဟုတ်တယ် မင်းနှာခမ်းမွေးပါဟာပြီးတော့တခုရှိသေးတယ်ဗျာ ဘာလဲ ငါညမမင်းယောက်ျားပြီးတာသဘောကျပြီမဲ့လေတက်တူးကြီးမကြိုက်တက်တူးမပါတဲ့ကောင်လေးတွေပေါ့ကွာ မရှိဘူးတက်တူငါလည်းတက်တူမရှိဘူးဗျာမင်းညီမပြောရတယ်ငါလည်းရအောင်ကွက်တိပဲနော် တော်တော်ကြိုက်နေတယ်နော် ကွက်တိ ဟာဟုတ်တာပဲငါအဲ့မေ့နေတော့မေ့ရှိနေအောင်ငါမေ့ရတငယ်ချင်းရခုမှမျိုးလုံးမှာမင်းပေါ်လာတာ ပေါ်လာတင်းတင်းပေါ်လာ အေးကွာအဲ့ဆိုတော့မင်းငါညမမင်းသဘောကျလို့ကြည်နေရဒီမှာလာတော့က ဟုတ်လောက်တယ် အဲ့ဒါစိတ်ကစားတာတငယ်ချင်း စိတ်ကစားကြီးကွက်လုံး မင်းတော့ကန်ကောင်းပြီ
ကြောက်ငါလည်းသဘောကျတယ် အေးအဲ့ဆိုမင်းငါညမယူလိုက်ပါ မင်းညမယူရမယ်အော်တကယ်ချင်းငါဆိုတဲ့ကောင်ကယူပါချူကြလို့မူရာထားခဲ့တယ်ဒါကြောင့်ငါစမှုစားတော့မစားနိုင်ပါဘူးကွာငါအနူလက်ပါတကယ်ချင်းရာမင်းညမလို့အိမ်တွေရှိရွှေခွက်မျိုးနဲ့နှိုက်ဖို့ရမတန်ပါဘူးတကယ်ချင်း မင်းမနဲ့လည်းနိုင်မဲ့ကောင်းသွားချမယ် နိုင်မယ် တော်တော်ဖြစ်နေတာ နိုင်မယ်လို့ ယူမလားမယူလား ယူမယ် အေးယူမဆိုပြီးတာ အဲ့ဆိုလေမင်းညမသဘောကလေခေါ်မေးလိုက်အောင်လေကွာ ညီမလေးညီမလေးတရင်ကောင်းများတရင်ကောင်းဟောဒီကအကူကြီးတငယ်ချင်းကလေညီမလေးကိုမိသားဖာသားပြီးတောင်းရလက်ထက်ယူခြင်းလို့လေဗျာညီမလေးရဲ့အဖြေကိုတခါလေးဖြေလိုက်တခါလေးဖြေလိုက် ဟဲ့ဝမ်းသာလိုက်တာကိုကြီးရဲ့ကိုကြီးလိုလှသားကောင်းတစ်ခါမှမတွေ့ဘူး ဟုတ်တယ်လှုပ်သားကောင်းဟေးလှုပ်သားကောင်းလေဘာတော့လှုပ်သားကောင်းဆိုတာ ငါလှုပ်သားကောင်းဆိုတာတငယ်ချင်းကလေအိမ်တော်ဦးသီးလို့ပြောတာ ဟောအေးပါလှုပ်သားအေးဟုတ်တယ်လှုပ်သားကောင်း Hey,